အေယာဝတီတိုင်းဒေသကြီးဝါခေမမြို့နယ်ဖျားเจ้าကြီးရောစိတ်တဒုက္ခကျောင်းတော်ကြီး၌ကျင်းပမည်တောင်ရီနာပွဲတော်တွင်ဘုန်းရာဇာရာတော်မြေရေးဖွင့်ပူဇော်သောလေလောသတခြင်းအားကေဘီအောင်ကျော်စုမမိနိုင်မှကြီးခတ်ပူဇော်၍ဖျားတပည့်တော်မတ်သေးပူမှတီဆိုပူဇော်ဖူးမြော်လိုက်ရပါသည်ဖျား